အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားဗန္ဒာရေးနှင့်အခွန်ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကိုဒီကနေ့မွန်းလွဲပိုင်းကနေပြည်တော်ရှိအမျိုးသားလွှတ်တော်အဆောင်ခြေမှာကျင်းပပါသည်အခမ်းအနားသို့မြို့သားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေဒုတိယဥက္ကဋ္ဌဂျန်ဖန်းတော်တောင်မြို့သားလွှတ်တော်ကိုယ်စားလှယ်များဗန္ဒာရေးနှင့်အခွန်ဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက်ကြပါသည်ဦးစွာရာသုံးမှန်းကြီးငွေစင်းဦးစီးဌာနညွှန်ကြားမှုချုပ်ဒေါ်တီတာထွန်းကအရာသုံးခံမှန်းကြီးငွေစင်းဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ဝါဒများအရာသုံးခံမှန်းကြီးငွေစင်းမှာပါဝင်တဲ့စီးရဲအမျိုးအစားများဗန္ဒာရန်ပုံငွေအစီအစဉ်ဘတ်ဂျက်7ဘဝရပေါ်အခြေခံ၍နှစ်လက်ဗန္ဒာရေးပူပေါင်းတိစောက်ခြင်းဘတ်ဂျက်ရေးဆွဲစစ်စစ်တင်ပြခြင်းဥပဒေအတည်ပြုပြဋ္ဌာန်းခြင်းဘတ်ဂျက်အကောင့်တွေပေါ်ဆောင်ရွက်ခြင်းတာဝန်ပိုင်းခြားဖော်ထုတ်ခြင်းကြီးကြပ်ခြင်းအစီရင်ခံစာတင်ပြခြင်းနဲ့စည်ရင်းစစ်ဆေးခြင်းတို့နဲ့ဆက်လင်းပြီးရှင်းလင်းပါသည်အဲဒီနောက်ပြည်တွင်းကွန်မြဦးစီးဌာနညွှန်ကြားမှုချုပ်ဒေါ်မြမြဦးကမြန်မာနိုင်ငံအခွန်စနစ်ဖွဲ့စည်းမှုပြည်တွင်းကွန်မြဦးစီးဌာနမှတာဝန်ယူကောက်ခံလျက်ရှိတဲ့အခွန်ဥပဒေများအခွန်မျိုးစားများနဲ့အခွန်ဆိုင်ရာပြည်ပပြောင်းလဲဆောင်ရွက်နေမှုများကိုရှင်းလင်းပါသည်အဲဒီနောက်လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးမှုများအကြံပြုချက်များအပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ